နှလုံးထိုးသုံးလုံးထိုးတယ်အဖခင်ဗျာပြော အောင်မှာသူများနဲ့မတူအောင်လောက်ကင်စားတော့တဲ့လူတယောက်အင်တာဗျူးတင်လာဗျူးပါဗျာတောင်လေးမှာမတော့ထိုင်ပြီးတော့ကျွန်တော်အေးလေးတူပြောပဲတိုင်းကျွန်တော်စကားပြန်ပြောနေတယ်အဲ့ဒီလိုလည်းမဟုတ်ဘူးကျွန်တော်ငါဆိုနှပြားကြီးလာမေးတယ်မေးပြီးကျွန်တော်ကတော့ပြောလိုက်တာဗောကျွန်တော်ကတမီးလေးရှိတယ်ဟုတ်တယ်အရင်တော့နေမကောင်းတဲ့ခါမှာဘူးတကြမ်းကြက်တဲ့လားအိမ်တော်ကြီးပြောက်နေရှားဘူးရမလွယ်ဘူးဒါလေးစောက်ပြောလိုက်တာကိုကျွန်တော်ဆေးရုံမှာတမီးပြစ်သူကအတဲတော်ဖြစ်နေတာကျွန်တော်ကလမ်းပေါ်မှာအဆက်ဆေးဖို့ရအောင်ကျိုးသားပြီးမရရအောင်လိုက်တောင်းနေတဲ့ပုံစံမျိုးဖြစ်နေတယ်ကျွန်တော်တရားမှမတောင်းပါဘူးနော်ကျွန်တော်ချစ်လို့ပေးတာခင်လို့ပေးတာကိုချင်းစာသိနဲ့ပေးတာအိမ်တော်ဦးသီးနားလည်းဦးနဲ့ပေးတာဟာကျွန်တော်ဘယ်သူမှကျွန်တော်အိမ်ထဲတွေပုံမပါဘူးအိမ်ထဲတွေပုံမပါအခုတော့ခမိန်တန်းလေးနားမှာကတာပါကျွန်တော်ဒါအမှန်တရားပြောတာပါကျွန်တော်လူတွေနဲ့ဝင်းနေတွေတိုက်နေတယ်ဒါပေမဲ့ဟိုခလေးလေးတွေပဲကျွန်တော်ပတ်စံများဆုံးပေးတာပါဒီသာသာပြည်ကြီးတွေပေးတဲ့ပတ်စံတွေပဲကျွန်တော်ဘက်ကလေးရှင်းတယ်ခလေးတွေဘောကြရင်ခလေးတွေကသူစုထားတဲ့ပတ်စံလေးပဲဖြစ်ဖြစ်မေရှိက900တောင်တောင်လာထည့်တယ်အဲ့ပတ်စံလေးတွေရေးလိုက်ရင်တစ်နေ့4-5တောင်းကျကျွန်တော်ဒီမိုင်းချက်လေးပြည့်ပါလေကျွန်တော်မတရားလိန်ညာပြီးမစားပါဘူးကျွန်တော်တက်လာပြည့်ပါပြီရန်ကုန်မြို့မှာကတာအဲ့ဒါကျွန်တော်အဲ့လိုလှုပ်ချနေတာကျွန်တော်တော့မသိပါဘူးကျွန်တော်တငယ်ချင်းတွေကတောင်ကုန်ကနေလမ်းပြောတယ်ပြောင်းမင်းအဲ့လိုလှုပ်နေတာလားရန်ကုန်မှာဆိုတော့အတငယ်ချင်းငါဘာလုပ်လို့လဲငါပြန်ပြီး share ပြီးပို့မယ်မီဒီယာ3ခုမှပြန်ထားတယ်မင်းကတမီးကိုဗန်းပြပြီးတော့ပတ်စံလိန်ကောင်းနေတယ်အဲ့လိုဖြစ်နေပြီတဲ့ငါတို့တောင်ကုန်မှာပြောနေတယ်ဆိုတော့ကျွန်တော်ဒီနေ့မှသိတာပါဒါကြောင့်ကျွန်တော်ရောက်တဲ့နေရာလေးဒါပြောမှာကျွန်တော်ကိုပြန်ပြီးတော့အဲ့လိုမီဒီယာတွေပြင်ပြန်ချေပနိုင်အောင်လို့ကျွန်တော်တို့အဲ့လိုပြောဒိန်သားညာသားတာမဟုတ်ပါဘူးဟိုကျွန်တော်သမီးအသက်အတန်နဲ့စိတ်ယုံထဲမှာမတင်ထားရပါဘူးကျွန်တော်ဘဝနဲ့ကျွန်တော်ရက်တည်မှုလေးကိုသူများနဲ့မတူတဲ့အလုပ်လေးနဲ့မဆက်တဲ့အသက်40ကျော်တဲ့အဖိုးကြီးပါဗျာအဲ့ဒီကောင်ဘာမှမလုပ်နိုင်တော့ပါဘူးเนาะဒီနေ့ကရင်ပြင်တော့မှာပါဟောကျွန်တော်ညာသုံးနေရလေเนาะအနည်း20အဲ့တော့ယောဂဝေဒနာ10နှစ်လောက်ခံစားအောင်ပါငါဒီလိုဒိတ်ကောက်ကနေဒါကြောင့်အနာအောင်ပြောတာမဟုတ်ပါဘူးဗျာကျွန်တော်တို့မိဘနေရာရောက်လာတဲ့ဒီနေ့ဖေးတရားရောက်လာတဲ့နေ့ငါမိသားစုတွေကိုဘယ်လိုရှာဖွေတွင်းမရမလဲဆိုတဲ့အတိတရားခေါင်းထဲရောက်လို့ကျွန်တော်တို့တက်ကြားဟိုကြီးဖြစ်တဲ့အရွယ်မှာနားလဲပါလိမ့်မယ်ဗျာလို့ပြောချင်ပါလေဒါကြောင့်ဒီနေရာလေးမှာတစ်စင်းလေးတစ်ခုတော့ကျွန်တော်ကောက်ပါလိုက်ဗျာကတ်တက်တော့ပြီကျေးဇူးတင်ပါတယ်ဗျာနှလုံးထိုးသုံးလုံးထိုးတယ်အဖခင်ဗျာပြော အောင်မှာသူများနဲ့မတူအောင်လောက်ကင်စားတော့တဲ့လူတယောက်အင်တာဗျူးတင်လာဗျူးပါဗျာတောင်လေးမှာမတော့ထိုင်ပြီးတော့ကျွန်တော်အေးလေးတူပြောပဲတိုင်းကျွန်တော်စကားပြန်ပြောနေတယ်အဲ့ဒီလိုလည်းမဟုတ်ဘူးကျွန်တော်ငါဆိုနှပြားကြီးလာမေးတယ်မေးပြီးကျွန်တော်ကတော့ပြောလိုက်တာဗောကျွန်တော်ကတမီးလေးရှိတယ်ဟုတ်တယ်အရင်တော့နေမကောင်းတဲ့ခါမှာဘူးတကြမ်းကြက်တဲ့လားအိမ်တော်ကြီးပြောက်နေရှားဘူးရမလွယ်ဘူးဒါလေးစောက်ပြောလိုက်တာကိုကျွန်တော်